ခရစ်စတီယာနို ရိုနယ်ဒိုဟာသူ့ရဲ့ရည်မှန်းချက်ကြီးတစ်ခုဖြစ်တဲ့ဂိုးတကိုးကိုနှစ်ပေါင်း20ကျော်ကြာစ조사အားထုတ်ပြီးနောက်ဆုံးတော့တွင်းယူနိုင်ခဲ့ပြီဆိုတာတင်သိပါသလားဒီဂိုးဟာသူ့အတွက်တကူရေးဆွဲလန်းမှုတစ်ခုဖြစ်လာခဲ့ပါတယ်သူဟာတခြားဂိုးတွေအကုန်လုံးကိုတွင်းယူပူပါတယ်2.5 မီတာထက်မြင့်တဲ့ခေါင်းတိုက်ဂိုးတွေ40 မီတာကနေကန်သွင်းတဲ့ယူတုစရာဖရီကစ်ဂိုးတွေဂျူဗင်တက်နဲ့ပွဲမှာတွင်းယူခဲ့တဲ့ LDB ပြည့်စုံတဲ့ကနန်းမောက်ဂိုးချင်းတစ်ဖက်လုံးနဲ့ကန်သွင်းတဲ့အဝေးကန်ချက်ဂိုးတွေနိုင်ငံတကာဖိုင်နယ်ပွဲစဉ်တွေမှာတွင်းယူခဲ့တဲ့ဂိုးတွေအထိပါပဲသူဟာပေါ်တူဂီအင်္ဂလန်စပိန်အီတလီဆော်ဒီအာရေဗျတို့မှာလည်းတွင်းယူခဲ့ပါတယ်ဒါပေမဲ့သတ်မှတ်ထားတဲ့တစ်ခုတည်းသောဂိုးကတော့သူ့ကိုအချိန်တိုင်းရှောင်ပြေးနေခဲ့ပါတယ်ဒီအခိုက်အတန့်ဟာစာပိုတင် CB ကလေးကသူ့နောက်ကိုလိုက်နေခဲ့တာပါဂိုးပေါင်း1000နီးပါးချန်ပီယံလိဖလား9လုံးဥရောပချန်ပီယံရှစ်မကုန်နိုင်တဲ့စံချိန်တင်မှုတွေဒါတောင်ဒီတစ်ချက်ကန်သွင်းမှုကဝင်ဖို့ညှင်းဆန်နေခဲ့ပါတယ်သူစ조사တဲ့အချိန်တိုင်းတစ်ခုခုကသူ့ကိုတားဆီးခဲ့ပါတယ်ဂိုးသမားကအံဖွယ်နီးနဲ့ကာကွယ်ခဲ့တယ်ဘောလုံးကအတိုင်ထိခဲ့တယ်နောက်ဆုံးတော့သူ့ရဲ့မကြသေးမီကပွဲစဉ်တစ်ခုမှာဘယ်သူမှမမျှော်လင့်ထားတဲ့အချိန်မှာအဲ့ဒါဖြစ်ပျက်ခဲ့ပါတယ်သူဘောလုံးကိုလက်ခံရရှိပြီးကန်သွင်းလိုက်တဲ့အခါနှစ်ပေါင်း20အတွင်းပထမဆုံးအကြိမ်ဖြစ်ဘောလုံးဟာအပေါ်ထောင်ထဲကိုတန်းတန်းမတ်မတ်ပြန်တန်းဝင်ရောက်သွားခဲ့ပါတယ်ကွင်းလုံးကျွတ်ပေါက်ကွဲသွားခဲ့ပါတယ်။ရိုနယ်ဒိုဟာယူတိုတလိုမျိုးတောင်မအောင်ပွဲခံခဲ့ပါဘူး။သူပြုံးယုံပဲပြုံးခဲ့ပါတယ်။သူဟာတကယ်ပရိသတ်100%လောက်ပဲတည်တဲ့တခုတည်းသောဂိုးကိုနောက်ဆုံးတော့ပြီးမြောက်အောင်မြင်ခဲ့ပါပြီ။ဒါဟာသူ့ရဲ့ကစားသမားတက်တန်းတစ်လျှောက်လုံးစောင့်ဆိုင်းနေခဲ့တဲ့ဂိုးပါ။ဒါနဲ့တင့်ကြိုက်ဆုံးဘောလုံးကစားသမားကခရစ်စတီယာနို ရိုနယ်ဒိုဆိုရင်အသေးလေးပေးပြီး CR7 လို့မှန်းခဲ့ပါအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဘောလုံးဗီဒီယိုတွေကိုအဆက်မပြတ်ကြည့်ရှုချင်ရင်တော့ဖော်လို့နှိပ်သွားဖို့မမေ့ပါနဲ့နော်။